နော်ကိုရင်တော့သဘောမကျတဲ့သူရှိတယ်မကြိုက်တဲ့သူရှိဘာတွေဝတ်နေမှမသိဘူးဆိုတာရှိတယ်နေရထိုင်တာကလတ်တယ်စကားပြောလဲစီးမရှိဘူးဘာမရှိဘူးပေါ့နော်အဲ့လိုလေးတွေပြောတာလေးတွေကိုကနားထောင်နေဖြစ်တော့ပြင်းတယ်ဒါပေမဲ့လူရဲ့ဗီဇကတော့နည်းနည်းပြောင်းဖို့ခက်တယ်သူကိုယ်တိုင်ကလည်းစကားပြောတာဆိုအခုတော့မြင်တယ်မဲ့အဆင်ပြေအောင်တော့နှိပ်ပြီးတော့ပြောနေပါတယ်ရှင်တိုက်ခင်တော့တာပေါ့နော်ခေတ်ကာလကလည်းဒီရွှေတွေမတက်လက်ပြောမလားအဲ့လိုငွေတွေရွှေတွေကြီးတွေကပြန်ပြီးခစ်စားတဲ့အချိန်ပြီးတော့ကိုယ်တိုင်ကလည်းအဲ့လိုရွှေတွေကြိုက်တယ်ပြီးတော့အဲ့လိုကြီးကြီးတွေဝေးရတာကိုကြိုက်တဲ့သူဆိုတဲ့အခါကျလူကသာလူကောင်းသေးတာအဲ့လိုပစ္စည်းဆိုလို့ထည့်ပြီးကြီးနေတဲ့ဟာပေါ့နော်အဲ့လိုမျိုးကြီးကြိုက်တာဆိုတော့အရင်လည်းကျေးဇူးတင်တယ်ကိုယ့်ကိုချစ်တဲ့စိတ်နဲ့မေတ္တာနဲ့ပေါ့နော်ကိုဝတ်တဲ့ဒီရွှေတွေဆိုရင်လည်းအကုန်လုံးကသဘောကျပြီး live ဝတ်ကြရတယ်မြတ်သူတို့ငငယ်လေးကမမိသေးတယ်မြတ်သူ10တန်းလောက်ပေါ့နော်မြတ်သူကငငယ်တော့ကျတော့အဲ့လိုမျိုးသစ်မှနေတော့မသိဘူးပေါ့နော်10တန်းလောက်မှမြတ်သူကအဲ့လိုမင်္ဂလာဈေးတို့ဘာတို့စပြီးတော့တွားဘူးလာဘူးတဲ့အချိန်မှာပလာဇာရဲ့ဒီဘက်တိုက်တန်းကြီးမှာလေဒီ119ကနေပြီးတော့ fashion college ကြီးအဲ့ဒါကိုအရန်သိထားမိရအရန်သဘောကျတာအဲ့တော့ကလေးဆိုလေအဲ့ထဲဝင်အရန်ဝယ်ချင်တာပေါ့နော်ဒီမှာအဲ့တော့ဝင်ငွေရလည်းမရှိဘူးကွယ်10တန်းဆိုတော့သိရမလားဒီနေ့ fashion ကတော့အမှန်တမ်းပြောဒီဇိုင်နာကိုရှာဒရာပါကိုရှာဒရာနေပြီးတော့စီစဉ်ပေးတယ်ဒီဘက်119ကလည်းဒီနေ့က dress တွေမဝတ်ချင်ဘူးပါဆိုတော့119ကဒါပေါ့နော် fashion တွေ ready to wear တွေဝတ်တာများတော့အဲ့လို dress တွေသူကဒီဘက်ကပေါ့နော်မဖြစ်ဘူးဆိုတော့မိုက်လဲမိုက်ရမယ်ပြီးတော့ခါကျလုံလဲလုံကြုံရမယ်ခေါ်လဲခေါ်ရမယ်ဆိုတော့အားနဲ့ခေါင်းနဲ့အရန်စားပြီးတော့ကာလာကတော့ဒါ online ရဲ့ thing ကာလာဖြစ်တဲ့ပန်းစီအောင်တော့ကိုရွေးချယ်လိုက်ပြီးတော့အခုခေတ် trend ဖြစ်နေတဲ့ကိုပေါ့နော်ရွှေနဲ့ရောပြီးတော့အဓိကတော့ဒီဇိုင်နာကိုရှာတော့ရဲ့စလဲဆုံးအားလုံးကတော့ဒါကိုရှာတော့စီစဉ်တာပါမိတ်ကနဲ့စပင်ကတော့ဆွဲရတာပေါ့နော်ညီမလေးပြင်ပေးတာပါအရန်အဆင်ပြေတဲ့သဘောလည်းကြပါတယ်လို့ပြောကျေးဇူးတင်ပါတယ်ဟိုကိုကတလေးစားနဲ့ပေါ့နော်တေးသေးချာချာလေးအချိန်ပေးပြီးဒီနေ့ဒီရက်မှာဖွင့်ပွဲရှိပါတယ်ဆိုပြီးတော့တလေးစားနဲ့ဖိတ်တဲ့အခါကိုကဖွင့်ပွဲပေါ်မူတည်ပြီးတော့ဆိုင်ပိုင်ရှင်ပေါ့နော်ဒီပစ္စည်းပိုင်ရှင်ရဲ့ဘာတွေလိုချင်တာလဲသူဘာဖြစ်ချင်တာလဲဆိုတာအသေးစိတ်နားထောင်ပါတယ်ဘာလို့ဆိုကိုယ့်ကိုလေးစားဖိတ်တဲ့ပွဲဖြစ်တဲ့အတွက်ကိုကလည်းလေးစားနဲ့လေးစားမှုရှိကြအောင်ကိုပြသတဲ့အနေနဲ့သူတို့လိုချင်တဲ့ fashion မှာအမိမဆန်ဆန် fashion လား gore fashion လားဘာရောက်လေးဝတ်ချင်လဲပေါ့နော်ဒါတွေအားလုံးတေချာမေးပြီးတော့ကိုယ့်ကိုကြာခုအကုန်လုံးကတော်တော်များချစ်ကြတော့ဘယ်ပဲတော်တေချာလေး view ဆိုင်ပြီးကြည့်ကြတဲ့အခါကျကိုကလည်းပို့ပြီးတော့လှချင်လာတယ်ပို့ပြီးတော့လည်းပြည့်စုံတဲ့ fashion look ကိုလည်းကိုကပေးချင်တယ်ပေါ့နော်ဆိုတော့အဲ့တော့အားလုံးရဲ့မြစ်တာကြီးကြောင့်ပို့ပြီးတော့လှပြီးပို့ပြီးခေါ်နေတာပါလို့ပြောပါတိုက်ခင်တော့တာပေါ့နော်ခေတ်ကာလကလည်းဒီရွှေတွေမတက်လက်ပြောမလားအဲ့လိုငွေတွေရွှေတွေကြီးတွေကပြန်ပြီးခစ်စားတဲ့အချိန်ပြီးတော့ကိုယ်တိုင်ကလည်းအဲ့လိုရွှေတွေကြိုက်တယ်ပြီးတော့အဲ့လိုကြီးကြီးတွေဝေးရတာကိုကြိုက်တဲ့သူဆိုတဲ့အခါကျလူကသာလူကောင်းသေးတာအဲ့လိုပစ္စည်းဆိုလို့ထည့်ပြီးကြီးနေတဲ့ဟာပေါ့နော်အဲ့လိုမျိုးကြီးကြိုက်တာဆိုတော့အရင်လည်းကျေးဇူးတင်တယ်ကိုယ့်ကိုချစ်တဲ့စိတ်နဲ့မေတ္တာနဲ့ပေါ့နော်ကိုဝတ်တဲ့ဒီရွှေတွေဆိုရင်လည်းအကုန်လုံးကသဘောကျပြီး live ဝတ်ကြရတယ်အခုဆိုလည်းတော်များအခုဆိုရှက်အင်းညီနဲ့ချီပေါင်းမီနဲ့ဂျင်းမောင်းမီနဲ့ရှက်ချီနဲ့ပေါ့နော်အဲ့လိုဝတ်ရတာဟာမိုက်တယ်ဂေါ်တယ်ပေါ့ပါတယ်ဆိုတော့ပေါ့နော်အရာလေးတွေနဲ့ live ဝတ်ကြတဲ့ခါကျတကယ်လည်းအရင်ကျေးဇူးတင်ပါတယ်မြတ်သူကလည်းအမြဲအဝတ်စားဝင်ပေါ့နော်ပေါ့ပေါ့ပါနဲ့တောင်းတာရှိတဲ့ဟာမျိုးတွေပို့ပြီးတော့ရွေးဝတ်ပါတယ်တခါလေပွဲရလိုအပ်ချက်ကြောင့်ခုကတော့ပူတာပေါ့နော်လိုအပ်ချက်ကြောင့်fashion လုပ်ဝတ်ရတာလွယ်ရင်ပေါ့နော်အားပေးတဲ့တရားကိုချစ်စီတိုင်းကိုကျေးဇူးတင်ပါတယ်မမြတ်လေးဝတ်လို့နော်ရွှေတိုင်းကနေသွားဝယ်လာတဲ့ဘယ်ဟာလေးကတော့ဝယ်လိုက်ပါတယ်နော်ဆိုတဲ့အရာချစ်စီတိုင်းကိုအရင်ကျေးဇူးတင်ပါလို့ပြောချင်ပါတယ်အားဆိုမြတ်ဆိုပေါ့နော်ကိုအသက်ကိုရွယ်တစ်ခုမှာကိုနဲ့ live fashion ကိုစဉ်းစားရတယ်ပြီးတော့ကိုရဲ့ပတ်ဝန်းကျင်အားပေါ့နော်အမတွေအကိုတွေဦးလေးတွေတော်တွေပြောတဲ့စကားတွေပေါ့ဘယ်လိုလေးဝတ်ကြည့်ပါလားဥမာဆိုရင်ပြောရရင်တော့ဒါပေါ့နော်အန်တီတီတိုင်းလို့ခေါ်တယ်ဥစောမျိုးသမီးကိုဥစောအာရုံမျိုးသမီးဘာလို့မှလဲ dress တွေဝင်နေပို့ဘာလဲဝတ်ကြည့်ပါလားအမြင်နဲ့ heavy ပဲဝတ်မနေနဲ့ပေါ့နော်ဘာလုပ်လေးလုပ်ကြည့်ပါလားဆိုသူပြောအဲ့လို share ကြီးတယ်လေအဲ့နဲ့ဝတ်ကြည့်လိုက်တော့မိုက်နေတာပေါ့နော်ကိုနဲ့လည်းအထာကျနေသဘောရမ်းကြပြောချင်တာတော့ကိုကိုချစ်တယ်ပေါ့နော်လူကြီးသူမတွေ fashion အမြင်ရှိတဲ့သူတွေအမြင်မရှိလဲကိုကိုကြည့်ပြီးဘာနဲ့ live လဲဆိုတာကိုသိတဲ့သူတွေအကြံဉာဏ်ပေးချက်လေးတွေကိုလိုအပ်ရင်အလင်းတင်လို့နားထောင်ပြီးတော့ကိုယ့်ရဲ့ fashion ကိုလည်းပြောင်းလဲဝတ်ဆင်ပါတယ်အဲ့မဲ့ဒီရက်ပိုင်းကတော့ fashion တွေအကုန်လုံးကတော့အများဆုံးအပြင် portrait fashion ကတော့ကိုရှာပေါ့နော်ကိုရှာရဲ့ idea တွေပုံများပါတယ်ဒီနောက်ပိုင်းဆိုရင်အဲ့လိုပေါ့နော်ကိုအရင်တော့သဘောမကျတဲ့သူရှိတယ်မကြိုက်တဲ့သူရှိဘာတွေဝတ်နေမှမသိဘူးဆိုတာရှိတယ်နေရထိုင်တာကလတ်တယ်စကားပြောလဲစီးမရှိဘူးဘာမရှိဘူးပေါ့နော်အဲ့လိုလေးတွေပြောတာလေးတွေကိုကနားထောင်နေဖြစ်တော့ပြင်းတယ်ဒါပေမဲ့လူရဲ့ဗီဇကတော့နည်းနည်းပြောင်းဖို့ခက်တယ်ဒါပေမဲ့အဲ့လိုကိုကလည်းဖြစ်ချင်းပြုပြင်ပြောင်းလဲလာသလိုကြီးတဲ့သူဘက်ကလည်းကိုကိုချစ်တဲ့စိတ်နဲ့တဖြည်းဖြည်းပြောင်းလဲကြည့်တဲ့ခါကျတော့ခုချိန်မှာချစ်တဲ့သူနဲ့ကိုနဲ့တသားလေးကြာသွားလို့ခံစားရပါတယ်အဲ့တော့လည်းအကုန်လုံးကဘာလေးဝဲလှတယ်ဆိုပြီးပြောကြတာမြစ်သူကိုယ်တိုင်ကလည်းစကားပြောတာအစအခုတော့မြင်တယ်မဲ့အဆင်ပြေအောင်တော့နှိပ်ပြီးတော့ပြောနေပါတယ်ရှင်စူးစမ်းနေပါတယ်တေချာ confirm ဖြစ်တဲ့အခါကျတော့ပြောချင်ပါတယ်အရင်လဲပေါ့နော်ဇလန်တွဲတစ်ခုပေါ့နော်တော်တော်ကြီးကိုပေါ့နော်ပိတ်သက်တွေတအားကြိုက်တဲ့ပေါ့နော်ဝတ္ထုကောင်းကြီးတစ်ခုကိုတော့စီစဉ်နေပါတယ်ဆိုတော့အခါကျတော့
ဒီ team ဘက်ကနေပြီးတော့တရားဝင်ပြောတဲ့ခါကျမြတ်သူလည်းဖြေပါမယ်ရှင်မြတ်သူလည်းအရန်ရင်ခုန်ပြီးတော့ပြောချင်တာတော့အများကြီးရှိနေပါမယ်ပြောသေးဘူးပေါ့နော်